အထူးသတိပေးချက်မေလအတွင်းခရီးသွားမဲ့သူတွေနဲ့လုပ်ငန်းခွင်ဝင်မဲ့မိဘပြည်သူတွေအခုပဲသတိထားကြပါတော့ဘင်္ဂလားပင်လယ်အော်ကစိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြန်မာတနိုင်ငံလုံးနီးပါးမိုးကြီးလေပြင်းကြဖို့ရှိနေပါတယ်မေလ17ရက်နေ့ကစပြီးလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကမေလ15ကနေ19အတွင်းမှာအားကောင်းတဲ့စိုက်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိသွားမှာပါဒီမုန်တိုင်းဟာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းပိုင်းကိုမေလ16နဲ့18ရက်နေ့တွေမှာဝင်ရောက်ဖို့ရှိနေပါတယ်မုန်တိုင်းအရှိန်ကြောင့်ဘင်္ဂလားပင်လယ်အော်ရေပြင်နဲ့လေပြင်မှာတနအီမိုင်60ကျော်အထိလေကြမ်းတိုက်ခတ်နိုင်ပါတယ်ကပ်ပလီပင်လယ်ပြင်မှာလည်းလေပြင်းတွေတိုက်ခတ်နိုင်လို့ကမ်းရိုးတန်းနဲ့ပင်လယ်ပြင်လုပ်ငန်းလုပ်ကိုင်သူတွေအထူးသတိပြုကြဖို့လိုအပ်ပါတယ်တတိထားရမယ့်အချိန်ကတော့မေလ9ရက်နေ့ကနေ20ရက်နေ့အတွင်းမှာမုန်တိုင်းရဲ့ရိုက်ခတ်မှုအရှိန်ကြောင့်ရန်ကုန်နဲ့အလဲပိုင်းဒေသတွေအောက်မြန်မာပြည်ကမ်းရိုးတန်းဒေသတွေအပြင်အထက်မြန်မာပြည်ရှမ်းမြောက်ပိုင်းနဲ့အနောက်ပိုင်းဒေသခရိုင်တွေအားလုံးမှာလေပြင်းတိုက်ခတ်ခြင်းမိုးချင်းလျှက်စီးလက်မိုးကြိုးပစ်ခြင်းနဲ့အတူနေရာအနှံ့မိုးတဲထန်စွာရွာသွန်းနိုင်ပါတယ်ဒီကနေ့မေလ10ရက်နေ့မှာကိုပဲအေယာဝတီပဲခူးရန်ကုန်နေပြည်တော်ကရင်မွန်တနင်္သာရီနဲ့ကယားပြည်နယ်တို့မှာလေတိုက်ခတ်ပြီးကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်ရာသီဥတုအပြောင်းလဲအလွန်ကြမ်းတမ်းမဲ့အခြေအနေမို့မိသားစုမိတ်ဆွေတွေအမြန်ဆုံးသိရှိပြင်ဆင်နိုင်အောင်ဒီဗီဒီယိုကိုအခုပဲ share ပေးပြီးသတိပေးလိုက်ပါအောင်